ကျွန်တော်ရဲ့ဗန်ပြေးဆုံး channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါကျွန်တော်ဒီနေ့မှာတော့ Buff ကို hot software လာမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ episode 2ပါကျွန်တော်ဗီဒီယိုမတင်တော့ကြာပြီပေါ့နော်ကြားထဲမှာကျွန်တော် update လုပ်အောင်မှာပြင်းနေတယ်နော်ပြင်းနေတော့ပဲဟုတ်မှာမလုပ်ရှင်ဘူးပေါ့နော် idea လည်းအဲ့လောက်မရတော့မလုပ်ရှင်တော့ဗီဒီယိုတင်မတင်ဖြစ်တော့ဗီဒီယိုမတင်ကျွန်တော်2လလောက်ရှိသွားနေတူတယ်2လ3လလောက်ဒီနေ့ဆက်ရွေးကျွန်တော်တစ်ပတ်ကိုဗီဒီယို2ပုတ်တောင်မှ1ပုတ်လောက်တင်ဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲဒီလို vlog ကိုဟာတဲ့ဗီဒီယိုလေးတွေပေါ့ဒီနေ့မှာကျွန်တော်ဒီအန်ဆိုတဲ့စခွတ်ကိုတုံးပြလာမှာပါဒီစခွတ်ကတော့အတုံးဝင်နေပေါ့နော်တော်များရဲ့ auto fan တွေပါတယ် Buff auto fan တွေရပါတယ်ဒါကတော့ပုံမှန်တိုင်းမှာ Buff မှာ auto fan မပါလို့မရဘူးလေပါမှာအဲ့မဲ့သူကြောင့်စုံနေဗျာပါတိုင်းဘေးကိုကြည့်လိုက်ပါဗျာအများကြီးပဲဗီဒီယိုလေးတွေပါ beautiful ပါမယ်ပါတိုင်းအများကြီးပါတယ်အဲ့တော့တုံးရင်တော့ကျွန်တော်ရဲ့ comment မအောက်မှာခြားပြီးထားရမယ်နော် copy လုပ်ပြီးတော့ကျွန်တော်ထည့်ရုံနဲ့ထည့်ပြီးဆော့ရုံနဲ့ကီးယူနီကတော့ကျွန်တော်ဒီဘလော့ဘူးဒီစပိတ်ကီးယူနီကတော့ကျွန်တော်ဟိုအရင်ဗီဒီယိုမှာတင်ထားရပါတော့အကြည့်ရတွေသွားကြည့်လိုက်ပါခုမှာတော့ကျွန်တော်ဒီစခွတ်ကိုတုံးပြီးတော့ပေါ့နော် C2 ရောက်တောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းသူလိုက်ပါကြည့်လိုက်ပါဒီစင်းကပေါ့နော်တုံးပြရတာတော်တော်လေးအဆင်ပြေတယ်ဟုတ်တာပြီအဲ့ရမပါဘူးဒီရှစ်စခွတ်တွေဆိုရင်ဗျာဒီအဲ့ auto fan နဲ့နေရာမှာလို့ရက်နေရရှိရဗျာဟုတ် enemy အဲ့လိုအပေါ်ရောက်တော့ရောက်နေဒါမဲ့မလာလို့ရက်နေရရှိရတော့ဒီဟာလေးကအဲ့ဒါမပါဘူးဒါမဲ့စောင်းကြည့်ရမှာပဲလေစခွတ်တော်များတော့အဲ့ဒါပါပါတယ်အဲ့ဒါပါတာများရဲ့စတက်မြင့်တဲ့ခါကျရင်ဒီမီးဆိုရဟာပဲမြင့်တရပါသားကြီးအမှဒီထိုးတဲ့ခါကျဓာတ်မြစ်ပူလာအစံတော့ရှိရတယ်အဲ့ဒါကျွန်တော်ဒီ fighting fan တွေ့ဝယ်ရတယ်ပေါ့နော်အဲ့ချော်ရဲသွားအဲ့ဒီမှာ fighting style ဆိုတဲ့ထဲမှာတော့ဝါတာဟွာယူရမှာအော်တော့တုံးတော့တောင်းဝယ်ရအဲ့တော့အဲ့ဒါတက်တယ်ဒီအဲ့လိုမျိုးဖြစ်တဲ့ခါကျရင်တော့ auto level fan ဆိုတာပိတ်ပြီးတာတော့တောင်းဝယ်ပြီအဲ့ဒီဝယ်ရကျွန်တော်မကြိုက်ဘူးတရားရှုစကွေးတွေဆိုရင်တော့ဝယ်ရမဟုတ်ဘူးကျွန်တော်အိမ်နှိမ့်လိုက်ဆိုတခါလေးရောက်လာဝယ်ပြီးတတ်ဖြစ်တော့ဟိုသွားယူပါကြီးအဆင်ပြေအဲ့ဒါသူအားနေကြပေါ့နော်ကျွန်တော်ဖာဒေးဆိုင်ကြီးယူတော့မယ်ဆိုရင်အဲ့လိုတော့သွားနေရကြီးအဆင်ပြေမနေဘူးတေးကြည့်လိုက်မယ်โอเคပြီးရင် short ထဲမှာ short ကြာကြီးပဲကွာလို့သွားရည်အစင်ကြီးမနေဘူးအဲ့ကြမှာဒီအပေါ်ကဒီမီးမြင့်တာမှတ်သွားမှဒီ defense ဆိုတဲ့ဟာကိုမြင့်ပါမှာနော်အဲ့ဒါမှဒါမဲ့လာပေးတဲ့ဟာကျရင်တွေးမပြောမှာအဲ့တော့ဒီပြောချင်တာဒီအပေါ်စောနှစ်ခုပဲအဓိကထားပြီးမြင့်အောက်ကဆော့လို့ဓာတ်လို့ပေါ့နော်ဓာတ်လို့ကန်လို့အသီးတမ်းမိတ်လို့ပါတော့နှင်းစရာမလိုသေးဘူး happy ဆိုတဲ့ခါကျရင်တကူရရှိရ
happy ဆိုတဲ့ခါကျရင်ဘာတော့မမေ့နဲ့တော့ဒီ setting နဲ့တွားပြီးတော့ဒီ flat mode လေးဖွင့်ထားတယ်စရင်သားအောက်က flat mode ဆိုဖွင့်တာဘာလို့ဆိုအလားဟိုကင်းချုံးမွေတယ်ဗျာချုံးမွေပြီးတော့ဖုန်းပူတာတနေ့နဲ့တက်တာတယ်အဲ့တော့စကွေးထည့်ရတဲ့ခါကျတော့ဖုန်းပို့ပြီးအလုပ်လုပ်တယ်ဗျာအခုကြည့်ပါကျွန်တော်ဟောဆိုဒါတောက်လျှောက်သွားနေရတော့မဟုတ်တောက်လျှောက်လုပ်နေရတဲ့အတွက်ဖုန်းတော်ပူတယ်ဗျာအဲ့လို flat mode လေးဖွင့်ထားတဲ့ခါကျရင်နည်းနည်းဆင်ပြေတယ်ကိုဖုန်းရန်ကောင်းနေတော့မတည်ဘူးပေါ့နော်ကိုဖုန်းရန်ကောင်းနေတော့ဒါတော့ဘာသာလို့ပိုင်းပေါ့ကျွန်တော်ဖုန်းအဲ့လောက်ဒီမကောင်းတဲ့တော့ကျွန်တော်အဲ့လိုဖွင့်ပေးထားရတယ်ခါရဲ screen ရဲ့ air တက်ပြီးတော့ဟိုရောက်လိုက်ဒီရောက်လိုက်ဟိုသွားဒီသွားလိုက်ဖြစ်တဲ့ခါကျဖုန်းတွေ air တက်တယ်ဗျာအဲ့ဒီသွားတော့သွားကြားနေတွေ့လားဟိုဘာကြီးလဲတွေ့လားဗျာဟိုဘာကြီးလဲကျွန်တော်လာခဲ့တဲ့နေရာမနေပါဘူးဟာအော်စောင်းကြတယ်ဟာ A few moments later. Okay နောက်ဆုံးတော့ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်သူအကြာကြီးသွားလိုက်ရရဲ့ဗောကိုရင်သွားရင်တော့အဲ့လောက်ကြာမှာမဟုတ်ဘူးဒါကတော့ခဏ accident sign နဲ့ဓမြပူထွက်တယ်ပေါ့အဲ့တော့အဆင်ပြေအဲ့တော့ကျွန်တော်အိမ်ပြန်လိုက်တော့မယ်ဒီတိုင်းနဲ့ပြန်သွားရင်တော့ကျွန်တော်တက်ဆောင်ဆက်ဆောင်သွားရအားရဟိုးဘူးဟာအားပြန်သွားအောင်မှာထင်တယ်ရောမြန်ပါလေဒီနာတော့မြန်မယ်လို့လည်းမျှော်လင့်တာပဲဒီခဏဒီအဲ့ခေါင်းမူးနောက်ကြောင်တာအော်တိုတန်းရောက်တယ်ကြီးဒါပေမဲ့ရောက်ပါမဟုတ်ဘူးပေါ့မြင်းနေရဲ့အလုံးမြင်ထုတ်ထားတာကွာဒီအောင်အိုးအဝဟိုင်ကုန်မြင်နေရရင်ဟာဟိုမြင်တာဒါရောမမြင်တာပါလေ graphic mode မမြင်တာပါအေး graphic mode လို့ပေါ့ကြော်ရတယ်ဗျအနည်းဆုံးပဲထားထားတည်းရပါလားဗျအနည်းဆုံးထားလိုက်တဲ့ခါကျရင်ဖုန်းပူတယ်ဖုန်းလက်တယ်အေးကျွန်တော် level ဆက်ဖမ်းလိုက်ပါအောင်မယ်ပေါ့နော် level ဖမ်းလိုက်အောင်မယ်အဲကျွန်တော် level ဖမ်းလိုက်တော့မယ်ပေါ့နော် EXK လောက်ပြီးတော့ည C2 ရောက်ရင်ပြန်တွေ့မယ်โอเคအားလုံးပဲပေါ့နော်ကျွန်တော်အခုဆိုရင်လေဖန်တာ699ဖြစ်နေပေါ့699ဖြစ်နေဒါဆိုရင်ကျွန်တော်စီတူသွားလို့ရတော့မယ်ပေါ့နော်တိတ်တော့မကြလိုက်ဘူးကျွန်တော်လေပဲ900ကျော်อ่ะမပြီးညင်လားတော်မြဲနေပါသားကြီးတွေကတုံးလုံးကောင်းတယ်ဒီစခွဲကအစီတူသွားတို့တခါလဲလုံပါလားမသိဘူးစီတူသွားပြီဆိုဒီထောင်ကဒီဘုရားရှင်ကြီးသွားယူရောလေဒီဘောသွားတက်ပေးရတာအမှစီတူတော့ရတာလုံးမလဲကြည့်ရတာပေါ့โอเคဒီခုနှစ်ပြည့်ပါပြီအေးဟုတ်တယ်ဗါလာသူဒီမှာကိုလောက်အောင်ကွက်ကတော့ကိုလောက်အောင်ပါဒီကောင်းလုပ်ပြီးမှပါဒီကောင်တော့တွက်လိုက်ပါအောင်လို့ရှင်တစ်ခုတစ်ကောင်လေးတက်ရတော့ပါအဲ့တော့ကျွန်တော်ပဲသွားမလဲဆိုရင်ထောင်သွားမှာဆိုတော့ဒီနဲ့ထောင်နဲ့ဝေးလာမသိဘူးစိတ်တော့မဝေးဘူးထင်တယ်ကျွန်တော်ဟိုသွားလိုက်မယ်โอเค
ဟိုမှာမြင်နေရတယ်အော်ဒီထဲမှာကျွန်တော်စပီးမြင်လို့ရရပါတော့တွားတဲ့ကောင်အဲ့နဲ့မြင်နိုင်တယ်ဘယ်နားမှလည်းမသိဘူးWhat the hell ဘေးဝါအော်ဒီမှာစပီးကို160ကျော်ရိုးဟုတ်တယ်စောင်းမြင်ပါပြီဒီကောင်စီရင်ကြီးသွားယူအောင်နားပိတ်ထားโอเคဒီကောင်စီရင်ကြီးသွားယူအောင်ဖြည့်ပေးပါပြီးရင်အိမ်ပြန်မယ်ဟိုဒီခဲတောင်ကြည့်သွားတမတူလုပ်ပြီးတော့ကောင်းပါပဲဒါပေမဲ့ဟိုတလို့ရတယ်တိတ်စင်ပြီးဒါလေးရောခုခုပဲလှုပ်လိုက်ပါပြီးရင်မြင်တော့အဲ့ပေါ်လေဘယ်လောက်မှကြာအောင်တက်ခံအောင်ဒါလေးပဲโอเคဟိုကီးနဲ့ဖွင့်လို့ရတယ်လေငါမေးရင်ဒါပဲလေပြီးသွားပြီဘာညာပြောပြီစီတူမရသေးဘူးကတရားတော့ငါကဟိုအိမ်အလေကိုသွားနှီးတယ်ကွာသွားတာငါဒါဆိုရင်ကျွန်တော် C2 ရောက်ပြီပေါ့နော်Let's go ကျွန်တော်နောက်ဆုံးတော့ C2 ရောက်ခဲ့ပြီโอเคနောက်ဆုံးတော့ကျွန်တော်ရောက်ခဲ့ပြီပေါ့နော်တိုင်းကြရင်ဝင်တာကြားနေလာပြီတော့โอเคရောနောက်ဆုံးတော့ C2 ရောက်ခဲ့ပြီโอเคဒီနေ့ဗီဒီယိုဒီမှာပဲဆုံးသက်လိုက်ပါတော့မယ်ဗျဗီဒီယိုလေးတော်တော်ရှည်သွားလောက်ပြီနောက်ကြရင်ဘလော့ဖူပြီးစုပ်တလွီလာခဲ့မယ်ပေါ့နော်ညကြရင်လည်းဗာစခွေးတွေ3မိနစ်ဆိုတာစောင့်ကြည့်ပေးကြပါဦးအားလုံးပဲဘတ်ပိုင်ပါ